မိသားစုဆိုတာတယောက်ရှေ့ရောက်ဖို့တယောက်နောက်ဆုတ်ရတယ်။တစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့တစ်ကိုင်းတစ်ကိုင်းအခုတ်ခံရတယ်။မိသားစုတစ်ချင်းဟာအတက်အဆင်းရှိတယ်။တန်ဆုံမြည်တယ်။မိသားစုဆိုတာလူ6ယောက်ရှိလူ6ယောက်လက်10ချောင်းရှိလက်10ချောင်းခစ်ကတောင်းဆိုတဲ့အတိုင်းလှုပ်ရှားရတယ်။အိမ်ရှိလူအကုန်လဲကျသွားတဲ့ငါအဖေနေရာကိုငါညီလေးဝင်ခဲ့တယ်။ရှိုင်နဲ့သွားတဲ့ငါအမေနေရာကိုငါညီမလေးဝင်ခဲ့တယ်။မိသားစုကိုငါမမြင်ခဲ့ဘူး။ငါအတွေးခေါ်ကသားသမီးဆိုတာတီချရှင်သန်ရတဲ့ဘဝတစ်ခု။ငါဟာလမ်းပေါ်မှာကြီးပြင်းခဲ့လို့လမ်းနဲ့သွေးသားတော်ဆက်တယ်လို့ထင်တယ်။ငါမိသားစုမှာငါဟာမလင်းနဲ့မီးငါမိသားစုမှာငါဟာမလုံခြုံတဲ့ထရင်ငါကျိုးကိုတီးခတ်လိုက်တိုင်းတန်ချောင်းထွက်တယ်။ငါမိသားစုမှာမိုးရွာပေါက်လေးတစ်ပေါက်ရှိနေတယ်ဆိုလေငါပဲဖြစ်မှာ။ငါမိသားစုမှာကြံကင်တစ်ချက်ကျိုးပဲနေတယ်ဆိုလေငါပဲဖြစ်မှာ။မအောင်မြင်တဲ့ဘောလုံးအသင်းဟာငါမိသားစုပဲ။ငဝင်တဲ့ကိုးတွေကိုငါသွင်းခဲ့တာ။